မင်္ဂလာပါဒီတာသင်ခန်းစာကတော့ page maker မှာ guideline ဆွဲတဲ့သင်ခန်းစာပဲဖြစ်ပါတယ်ဒီ guideline ဆွဲတဲ့အခါကျွန်တော်ဘယ်နေရာဒီမှာအသုံးဝင်လဲဆိုတော့ကျွန်တော်ဒီ page circle လိပ် circle လုပ်တဲ့အခါမှာကျွန်တော်ဒီ area တွေပေါ့နော် area တွေအညီချလို့ရတယ်ကျွန်တော်စာတွေကိုဒါအညီရေးလို့ရတာပေါ့နော်ဒီနေရာမှာကျွန်တော်ဒီ guideline ဆွဲတာကိုအသုံးဝင်ပါတယ်အဲ့တော့ guideline ဆွဲဖို့အတွက်ကျွန်တော်ဒီမှာအပေါ်မှာလည်းပေတန်ရှိတယ်ဘေးမှာလည်းပေတန်ရှိတယ်ဒီပေတန်ထဲမှာအဆင်မပြေဘူးဆိုရင်ကျွန်တော်ဒီ type ပေါ့နော် type ကနေကျွန်တော်ဒီ index ဆိုပြီးတော့ဒါပေတန်တစ်ချောင်းယူပြီးတော့ဒီစာရွက်ရဲ့အကျယ်ကိုတိုင်းလို့ရပါတယ်ဒီမှာတော့ကျွန်တော်မသုံးတော့ဘူးနော်အဲ့တော့ကျွန်တော်ဒီပေတန်နားလေးကိုဒါကတ်လိုက်နော်ဒါမှကျွန်တော်ချိန်လို့လွယ်တာပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့ဒီ A4 တစ်ရွက်ပေါ့နော် A4 တစ်ရွက်အကျယ်ကကျွန်တော်0ကစနော်0ကနေ8လက်မနဲ့ဒီမှာ2စိတ်လောက်ထိရှိတယ်ဒါ A4 စာရွက်တစ်ရွက်ရဲ့အကျယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီအရှည်ပေါ့အရှည်ကဒီဘက်မှာ0ဒီ0နဲ့ဒီအကောင်အတက်တဲ့ပဲနော်အဲ့ဒါကျွန်တော်အောက်ဆုံးကြည့်မယ်အောက်ဆုံးကကျွန်တော်ဒီမှာ17လက်မနဲ့ဒီ9စိတ်လောက်ထိရောက်တာပေါ့နော်ဒါကတော့သူ့ရဲ့စာရွက်ဒါအချိုးပေါ့နော်စာရွက်အချိုးပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီလိပ်စာကတ်တို့ဘာတို့ဖိတ်စာကတ်တို့ကြီးလောက်တော့မယ်ဆိုရင်ကျွန်တော်ဒီအထက်ကမြင်ကြီးရမလိုအပ်တော့ဘူးเนาะဘာလို့ဆိုတော့ဒီအထက်ကမြင်ကကျွန်တော်ဒီ paragraph ရိုက်တဲ့အခါမှာပဲဒီဘေးပေါင်တွေပေါ့နော်ဘေးပေါင်တွေစာမရိုက်မိဖို့အတွက် channel နေရာတွေပေါ့နော်အဲ့တော့ကျွန်တော်ဖိတ်စာကတ်လိပ်စာကတ်လုပ်မယ်ဆိုရင်ဒါမလိုတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုစာရွက်အပြည့်နဲ့တွက်မယ်နော်အဲ့တော့ကျွန်တော်ဒီ A4 တစ်ရွက်ကိုလိပ်စာကတ်လုပ်ပဲဆိုရင်ကျွန်တော်တို့ပုံမှန်အများစုကတော့အလဲခေါက်ချိုးတစ်ခုချိုးတာပေါ့နော်အဲ့တော့မချိုးဆိုရင်ဒီကောင်ကစာရွက်ကြီးအကြီးဖြစ်နေပါလေလိပ်စာကတ်တက်ကကအလောက်မှမကြည့်တာကျွန်တော်တို့တေးလေးလေးပစံရည်ထဲထည့်တဲ့ဟာတို့ဘာတို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ0ကနေ8လက်မနဲ့2စိတ်ရှိတယ်သူ့ရဲ့တဝက်ဆိုတာဒါတို့ကို2နဲ့စားလိုက်ပါဗျာအဲ့တော့4လက်မနဲ့တစ်စိတ်ပေါ့ဟုတ်ပြီအဲ့တော့သူ့ရဲ့ guideline ဘယ်ကနေယူမလဲဆိုသူနဲ့ဒီအပြိုင်ပေါ့နော်ဒီဘက်ကနေယူမယ်ဒီကောင်ကိုmouse click ပေါ့နော် mouse နဲ့ကျွန်တော်တို့ဒီဖိထားပေါ့နော်ဖိထားပြီးတော့အဲဒီမှာလေးလက်မနဲ့တစ်စိမ့်လောက်မှာဒါချလိုက်ပေါ့နော်ဟုတ်ပြီဒါကကျွန်တော်ဒီမှာတဝက်ဝက်လိုက်ပြီနော်ဒီဘက်တဝက်ဒီဘက်ကတဝက်ဟုတ်ပြီပြီးရင်ကျွန်တော်ဒီအပေါ်ပါပေါ့နော်အပေါ်ကနေကျွန်တော်နည်းနည်းလေးဆွဲချမယ်ဒီလောက်ပေါ့နော်ဒါဘာကြောင့်ဆွဲချရလဲဆိုတော့ကျွန်တော်ဒီဖိတ်စာကတ်တို့ဘာလို့ဆိုရင်ကျွန်တော်ဘောင်ဆွဲတာပေါ့နော်ဘောင်ဆွဲတယ်ဆိုရင်ကျွန်တော်ဒီအပြင်းမရအောင်ပေါ့နော်ကျွန်တော်ကကြီးညက်ဖို့နေရာတို့ဘာတို့ပေါ့နော်အဲ့လောက်လေးဒါကျွန်တော်ပို့အောင်ခြံထားတာပေါ့နော်ပြီးရင်ကျွန်တော်ဒီဘေးပေါ့နော်ဘေးနှစ်ခုကျွန်တော်ဆွဲမယ်တစ်စိမ့်နဲ့ကျွန်တော်နှစ်စိတ်ချားလောက်လေးထားလိုက်နော်ဒါတော့ကိုအဆင်ပြေသလိုထားလို့ရတယ်နော်ဒါပုံသေးဘယ်ဟာမှန်တယ်ဆိုတော့မရှိဘူးနော်โอเคဒါဆိုကျွန်တော်ဒီမှာဆွဲပြီးသွားပြီဟုတ်ပြီကျွန်တော်ဒီမှာတစ်ခုမေ့သွားတာကကျွန်တော်ဒီအလဲဆိုရင်ကျွန်တော်ဒီအလဲမှာလဲကျွန်တော်ဒီတစ်စိမ့်လောက်လေးတော့ခြားထားမယ်ဒါဘာလို့လဲဆိုတော့သူ့အလဲမှာကျွန်တော်ကကြီးညက်ဖို့နေရာလေးပေါ့နော်ဒီတိုင်းစာဆိုရင်တစ်ဖက်ကပဲ့သွားမှာလေဒီမြေတိုင်းညက်လိုက်အဲ့တော့ဒီမြေကိုလည်းကျွန်တော်ရွှေ့လို့ရတယ်နော်ဒီမြေကိုဖြစ်ပြီးတော့ဒီဘက်နားလောက်ရွှေ့လိုက်ပေါ့နော်ရွှေ့ပြီးနောက်တစ်ချောင်းထပ်ယူပြီးတော့သူတို့နှစ်ခုအကွာဝေးကတစ်စိမ့်ထားလိုက်ပေါ့ဗျာဒီတိုင်းလေးပေါ့ဒါဆိုရင်တို့အလဲမှာကကြီးညက်လို့ရတယ်ဒီဘက်ဒီလဲဒါအပိုးကျန်သွားဟုတ်ပြီနော်ပြီးရင်ကျွန်တော်ဒီဖိတ်စာကတ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီ sorry ကျွန်တော်ဒါလိပ်စာကတ်ပေါ့နော်လိပ်စာကတ်လုပ်မယ်ဆိုရင်ကျွန်တော်ဒီစာရွက်ရဲ့ area နဲ့ကျွန်တော်ကိုထုံးမဲ့ဒီကတ်ရဲ့ကျွန်တော်တို့ဒီအရေးအတွက်ပေါ့နော်ဒီမှာဆိုရင်ကတ်ကဘယ်နှကတ်ထုတ်ချင်တာလဲ၄ကတ်ဆိုရင်၄ကျွန်တော်ဒီအရှိပေါ့နော်ဒီမှာကဘယ်လောက်ရှိလဲဆိုတော့17ခွဲအဲ့ဒီ17ခွဲကျွန်တော်4နဲ့စားလိုက်ပေါ့နော်ဒါမှကျွန်တော်တို့ကဒီအညီအညာလေးထွက်လာမှာပေါ့နော် A4 တက်ရွက်မှာအဲ့တော့ကျွန်တော်5ကတ်ဆိုရင်တော့17ကို9နဲ့စားလိုက်ပေါ့နော်17ကို9ဆိုရင်တော့ဒါ2စိတ်ကြော်လေးရှိမှာပေါ့နော်2စိတ်ကြော်ဆိုကျွန်တော်ပေါ်နေ2လက်မကြော်လောက်ယူချလိုက်မယ်ဒီလောက်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်ဟာနဲ့တိုင်းလိုက်လဲဆိုဒီဘက်ကဟာနဲ့ကျွန်တော်ချိန်ပြီးတိုင်းလိုက်တာနော်အဲ့တော့ဒီအောက်ကိုဆွဲမယ်ဆိုဒီဘက်ပေတန်နဲ့တိုင်းမယ်နော်ဘေးကိုဆွဲမယ်ဆိုတော့ဒီအပေါ်ပေတန်နဲ့တိုင်းမယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီမှာလိပ်စာကတ်က2ကတ်အဲ့တော့ကျွန်တော်ဒီအမြဲတမ်းလိပ်စာကတ်ကတော့တစ်ကတ်ပဲလုပ်တယ်နော်တစ်ကတ်လုပ်ပြီးမှဒီဘက်ကိုပွားလိုက်တယ်ပွားပြီးရင်ကျွန်တော်ဒီအောက်ကိုဆွဲချလိုက်တာပေါ့နော်အဲ့တော့လိပ်စာကတ်10ခုဆို10ခုမလုပ်ဘူးနော်တစ်ခုပဲလုပ်ပါတယ်ဟုတ်ပြီအဲ့တော့ဒါကတော့လိပ်စာကတ်လုပ်ဖို့အတွက်ဒါ guideline ပေါ့နော်တခါလေးကျလဲကျွန်တော်တို့ကဒီဖိတ်စာတို့ဘာလို့ရေးတဲ့အခါမှာကျွန်တော်ဒီရက်ဆွဲတို့ဘာလို့ပေါ့နော်ရက်ဆွဲတို့ဘာလို့ရေးလဲဆိုရင်ကျွန်တော်တို့ဒီဒေါင်းလေးမှာပေါ့အဲ့ဒေါင်းလေးမှာကျွန်တော်တညီတညာလေးဖြစ်ခြင်းနဲ့ကျွန်တော်ဒီအချိုးကြကြလေးဖြစ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီ guideline လေးတွေဆွဲပြီးဒါအသုံးပြုလို့ရတာပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီ guideline ဆွဲတာကိုအားလုံးနားလည်မယ်